ငရုတ်ဆိုင်မဲ့တောင်သူတွေအတွက်ငရုတ်ငိုးတော်မျိုးတွေပြပေးမယ်နော်။ဒါလင်းရထွက်တဲ့004မြားနီယာထွက်တဲ့692အမိုးအားထုတ်တဲ့ဟီတာပရိုဒါနှင်းစီတစ်စိတ်ကထွက်တဲ့ချန်ပီယံ1ရုပ်ဝစိုက်ရှင်တဲ့လူတွေအတွက်ကတော့နှင်းကားလေးရှိမယ်နော်မြားနီယာထုတ်တဲ့ဒီမျိုးတွေ5မျိုးစလုံးကစီးပွားပြည့်စိုက်ဖို့ဖိုက်ကရန်ပါတယ်နော်အစီ1500 1600ဒီစိုက်လို့ရမယ်ထုတ်သေးအိမ်ဆိုင်အထုတ်သေးလေးတွေတွဲဆိုရင်တော့ဒီမှာအိုမီဂါထုတ်တဲ့အထုတ်ကလေးတွေရှိမယ်နော်ဒီမှာဒါတွေကတော့အချောက်လဲရတယ်ဒီမှာကြည့်နော်ဒီမှာဒါအချောက်ထားလို့ညံကောင်းမယ်ဒီမျိုးစီတွေကိုမှာယူခြင်းနဲ့ဆိုရင်တော့ကျွန်တော်တို့ရဲ့ဆိုင်ဖို့399608 265153ဆက်သွယ်မှာယူလို့ရပါတယ်ခင်ဗျာဒီကဆောင်းလို့ဘဝအမောတွေပြေပြောင်းလန်းဆန်းကြပါစေတနေ့နဲ့တနေ့သာယာချမ်းမြေ့တိုးတက်ရအောင်ဒီရှင်သန်ရဘဝမှာပညာဉာဏ်မြင့်မှာရိုးသားဆုံးသာဖြတ်တန်းသွားတရားနဲ့